အားလုံးပဲမင်္ဂလာပါကိုကတော့နယူဟီယိုမတ်စမန်လေးအတက်ထွက်လာတဲ့မတ်စမန်လေးပေါ့နော်ဒါမိတ်ကတော့တွေ့ရတဲ့အတိုင်းပဲပတ်စင်နဲ့ပြည့်နေရတော့မှတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ scale 1 scale 2အဲ့ဒီမိတ်ကိုကြည့်ကြည့်လိုက်ရအောင်ညအဲ့ဒီမိတ်ကတော့ hero team မှာဒါလိုက်တနက်က scale 1 scale 2တွဲပြင်တော့ပုံမြန်ပြီးတော့ damage ထိရပေါ့နော်ဒီ scale 2ကကြတော့မြန်တယ်ပေါ့နော်ကိုသွားခြင်းတဲ့ဘက်ကိုအသာလေးမောက်ကိုနှိပ်ပြီးတော့လှည့်ထားရင် scale 2နှိပ်လိုက်မယ်ဆိုရင်မြန်သွားတယ်ပေါ့နော်ခုံတယ်လို့မျိုးလေးမြန်သွားပေါ့ scale 1ကတော့လူကို hero ထိရတယ် hero ထိရနဲ့ damage ပြစ်တယ်ပေါ့နော်သူ့ရဲ့ပြစ်တဲ့ဥစ္စာကလည်းကြည်တန်းလိုမွေးလိုမျိုးလေးပေါ့နော်အဲ့ဒီမိတ်ကတော့ရှယ်ကြီးပြရွတ်စင်အဲ့ဒီမိတ်ကိုပြစ်ရှင်တဲ့မတ်စမန်နဲ့မိတ်တွေကိုရွေးပြစ်လိုက်ပြီးတော့ scale 1 scale 2တုံးလိုက်တာနဲ့တင်ခဏလေးသိနိုင်တယ်ပေါ့နော်အခုကတော့ဘာအိုင်ဒါမှမထည့်ရသေးပဲနဲ့စမ်းပြထားပါခင်ဗျအိုင်ဒါနာထည့်ပြီးတော့စမ်းလိုက်မယ်ဆိုရင်တကယ်ကောင်းတဲ့မတ်စမန်ပေါ့နော်ကျွန်တော်ကတော့မတ်စမန်ပလေယာဆိုတော့ကြိုက်တယ်ပေါ့ဒီမတ်စမန်ပေါ်လာနဲ့တန်းဝင်မယ်တန်းကင်မယ်တော်တော်ကောင်းတဲ့မတ်စမန်ပေါ့နော်မူမစမီရလဲတော်တော်မြန်တယ်ပေါ့စကေး2ကလည်းအဲ့လိုမျိုးခုံတယ်လို့ဘာလို့လေးနဲ့မြန်တာပေါ့နော်နေရနေပါရဲ့ကြော်လို့ရလာတော့တခြားမစမ်းကြည့်လိုက်အောင်ဗျာစကေး1ကလည်းဒီပြစ်တယ်ပေါ့ရိုးပြစ်တာနဲ့တည်းထမ်းမိတ်ကတော့တကယ်နာတယ်ကျွတ်စင်တော်တော်ကောင်းတယ်ပေါ့ဘောင်းလို့ကတော့ကြိုက်မဲ့ထဲမှာပါရဲ့ဗျဒီသူစကေး1 enemy မရှိပဲဒီတိုင်းပြစ်လို့ရှိရင်ဘက်ဖရီစနိုက်ပါနဲ့ပြစ်တယ်လို့မျိုးတော့မှဖြစ်တယ်ဗျသူရဲ့ scale 1နဲ့ပြစ်တဲ့ပုံကအဲ့ဒီမိတ်နဲ့တွဲပြီးပြစ်တဲ့ပုံစံလေးရကြည့်ကြည့်လားကြည်တန်လေးတွေလိုပါလေးလိုသူကသူ့ရဲ့ဒီကြည်တန်လေးရဟိုမတ်စမန်နဲ့ဆင်တယ်ဗျအေဇီယာမတ်စမန်နဲ့ခတ်ဆင်တယ်ကြည်တန်လေးရဒီမတ်စမန်တော့တော်တော်မိုက်တယ်ပေါ့နော်စကင်တွေပါရထွက်လာပြီးတော့ဒီစကင်တွေပါနဲ့သုံးမယ်ဆိုရင်